မင်္ဂလာပါရှေ့ဗီဒီယိုမှာ Linux computer ကနေပြီးတော့ Android tablet တွေကို software installation လုပ်တဲ့နည်းလမ်းကိုပြခဲ့တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော် Android နဲ့ Linux computer နဲ့ဘယ်လိုချိတ်ဆက်လဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်အဲ့တော့ Android နဲ့ Linux computer နဲ့ချိတ်ဆက်ဖို့ဆိုလို့ရှိရင်နှစ်ပိုင်းရှိရပေါ့နော် Android အချမ်းကလောက်ရမယ့်အပိုင်းနဲ့ Linux ဘက်ကလောက်ရမယ့်အပိုင်းပေါ့အဲ့တော့ Android ဘက်ကနေပြီးတော့ဘာလုပ်ရမလဲဆိုလို့ရှိရင် Android ဘက်ချမ်းကsetting တွေကနေပြီးတော့ developer option ကိုဖွင့်ပြီးတော့ USB debugging ကို on ပေးမယ်ပေါ့ဒါက Android ဘက်ကဒါလူတိုင်းတော်တော်များများလုပ်ပြီးသားဖြစ်တယ် Okay အဲ့တော့ Linux အချမ်းကကျွန်တော် Linux အချမ်းဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင် package တစ်ခုလုပ်မယ်အဲ့ဒီ package ကို install လုပ်ရမယ်ပေါ့နော် package ကို install လုပ်မယ်ဆိုတော့ sudo apt install adb ပေါ့နော် adb ဆိုတဲ့ package ကို install လုပ်ဒီ package ကို install လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒါက Android driver လို့ခေါ်တာပေါ့နော်အဲ့တော့ဒီ Android driver ကို install လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ tablet နဲ့ Android tablet ပဲဖြစ်ဖြစ်ဖုန်းဖြစ်ဖြစ်ဒီ device နဲ့ computer နဲ့ကို Linux computer နဲ့ကိုချိန်လိုက်မယ်ပေါ့နော် USB ကျုံနဲ့ချိန်လိုက်မယ်ချိန်ပြီးသွားပြီဆိုလို့ရှိရင်ဒါလေး run ပေးမယ်ပေါ့နော် adb start dash server ပေါ့ဒီ command လေး run ပေးမယ်ဒီ command run ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကနောက်ထပ်တစ်ခုကိုယ့် device နဲ့ကိုယ့်ရဲ့ Linux computer နဲ့ချိတ်သွားလားမချိတ်သွားလားဆိုတော့တရားနဲ့ကြည့်လို့ရတယ် adb device နဲ့ကြည့်လို့ရတယ်ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်ကတော့ network နဲ့ချိတ်ထားတာပေါ့နော် USB နဲ့ချိတ်ထားရဲဆိုလို့ရှိရင်ဒီမှာ USB နဲ့ချိတ်ထားတာကိုတွေ့ရတယ် Okay အားလုံးကျေးဇူးတင်ပါတယ်